မင်္ဂလာပါဘောကျွန်တော်ရေးရှင်းလဲလိုက်တာဖြစ်ပါတယ်သူပြရတဲ့ထားရက်တွင်းရောလုံးဟိုဟာပစ္စည်းတန်ဖိုးကသက်စင်ကသိန်းဆို4သိန်းပေါ့ဘို့အကျန်းခံတယ်အဲဆိုလာမီဖြစ်ပါတယ်ဖေ